Kita ဆက်အပြည့်အစုံကတော့ဒီမှာရှိတယ်ပေါ့နော်ဒါသူ့ရဲ့အပြည့်အစုံဖြစ်တယ်Amendment 1ဆို Congress shall make no law respecting blah 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 အဲ့လိုမျိုးပေါ့နော်သူကဒီသူ့ရဲ့အပြည့်အစုံကသူကရှေ့တယ်ပေါ့နော်အဲ့အတွက်ဆရာတို့ကဒီသူ့ရဲ့အပြည့်အစုံကိုသွားတော့ဆရာတို့ဘာပဲသွားမလဲဆိုရင်ဒီမျိုးအတူကောက်ကိုပဲဆရာတို့သွားတာပေါ့နော်အဲ့မှာအတူကောက်ကိုသွားတဲ့နေရာမှာဆရာတို့အနေနဲ့ရှင်းပြစရာတချို့ရှိတယ်ပေါ့နော်အဲ့အတွက်ဆရာတို့ကအဲ့ဒါကိုဒီနေ့ရှင်းပြပေးမယ်ပေါ့နော်အဲ့ဒါပြီးတော့ဆရာတို့ assignment ပေးမယ်ပေါ့နော် Okay အဲ့တော့ base right ကဆရာတို့အားလုံးသိပြီးသားပေါ့နော်သူကဘာကိုဆရာတို့ base right လို့သတ်မှတ်တာလဲဆရာတို့ကပထမအဆုံးညီလာခံနေပြင်ဆင်ချက် ပြုခဲ့တဲ့ပြင်ဆင်ချက်10ခု Amendment 10ခုဟုတ်တယ်နော်ပထမဆုံးပြင်ဆင်ချက်10ခုကို base right လို့သတ်မှတ်တာပေါ့နော်ဘာကြောင့်ပြင်တာလဲဆိုလို့ရှိရင်သူကအခြေခံဥပဒေအရာပေါ့နော်တဦးတယောက်ချင်းစီရဲ့ individual right လို့ခေါ်တယ်ပေါ့နော်တဦးတယောက်ချင်းစီရဲ့အခွင့်အရေးတွေမရှိဘူးပေါ့နော်တဦးတယောက်ချင်းစီရဲ့အခွင့်အရေးတွေမရှိတဲ့အတွက်တဦးတယောက်ချင်းစီရဲ့အခွင့်အရေးတွေရချင်တယ်ပေါ့နော်အဲ့အတွက်လွတ်တော်မှာတင်ပြဆုံးဖြတ်တာမှာလွတ်တော်အမတ်တရားဖြစ်တဲ့ဂျေးမက်ဒီဆန်ကဒီကိစ္စကိုရေးဆွဲပြီးတော့ဒါဆုံးဖြတ်ခဲ့တာပေါ့နော်အဲ့မှာဒီဟာကို base right ဆိုဖြစ်လာတယ်ပေါ့နော်ပထမဆုံးပြင်ဆင်ချက်ပထမဆုံး amendment ကတော့ဗာလဲဆိုလို့ရှိရင်လွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာရေးသားထုတ်ဝေခွင့်လွတ်လပ်စွာအစုဝေးခွင့်ဆန္ဒပြခွင့်ဒါတွေကဆိုရင် first amendment ဖြစ်တယ်ပေါ့နော်အဲ့ဆိုတော့ first amendment အရာဆိုတော့လူတွေမှာဆိုလို့ရှိရင်လွတ်လပ်စွာကိုယ်ကွယ်ခွင့်ရှိတယ်ပေါ့နော်အမေရိကန်နိုင်ငံမှာရှိတဲ့လူတွေဟာဆိုလို့ရှိရင်ကြိုက်တဲ့ဘာသာကိုယ်ကွယ်လို့ရတယ်ဗုဒ္ဓဘာသာပဲကိုယ်ကွယ်ခရစ်ယာန်ပဲကိုယ်ကွယ်မွတ်စလင်ပဲကိုယ်ကွယ်ဘယ်ကောကဘယ်ဘာသာမဆိုကိုယ်ကွယ်လို့ရတယ်ပေါ့နော်ပြီးတော့အဲ့လိုကိုယ်ကွယ်လို့ဆိုပြီးတော့သူတို့ကိုခွဲခြားလို့မရဘူးပေါ့နော်ဒါကိုလွတ်လပ်စွာကိုယ်ကွယ်ခွင့်ဖြစ်တယ်နောက်တစ်ခုကကျတော့လွတ်လပ်စွာပြောဆိုခွင့်ပေါ့နော်သူတို့နိုင်ငံမှာသူတို့အမေရိကန်နိုင်ငံသားတွေနဲ့လွတ်လပ်စွာပြောဆိုလို့ရတယ်ပေါ့နော်သမ္မတကိုလည်းပြောချင်အောင်ပြောလို့ရတယ်မကြိုက်ရင်ဝေဖန်လို့ရတယ်ပေါ့နော်ဝန်ကြီးချုပ်တွေလည်းမကြိုက်တာဝန်ကြီးချုပ်တွေပါတယ်ဆိုလည်းမကြိုက်တာတွေဝေဖန်လို့ရတယ်ပြီးတော့လောလောဆယ်ပုံနေထုတ်ဝေခွင့်ရှိတယ်ရေးသားထုတ်ဝေခွင့်ရှိတယ်အဲ့ဒီရတော့ကာတွန်းတွေရုပ်ပြောင်တွေဆွဲပြီးတော့လေသမ္မတတွေကိုတို့ကဗာလဲဆိုလို့ရှိရင်ဒါအပြောင်ပြစ်တွေပြောကြတာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့ဒီသတင်းစာတွေမှာဆိုရင်လည်းဒါဒီတကယ်လို့စုံတယောက်ကပေါ့နော်ဒီလုတ်ဒီသမ္မတသမဟုတ်လွတ်တော်အမှတ်တရယောက်ကလုတ်ထားတဲ့ဟာတွေကတနေ့မကြောက်ဆိုလို့ရှိရင်သူကပြောတာမျိုးတွေရှိရပေါ့နော်နောက်က right to sample လို့ခေါ်တယ် right to sample ကကျတော့လွတ်လပ်စွာစုဝေးခွင့်ဆန္ဒပြခွင့်ဖြစ်တယ်ပေါ့နော် second amendment ကကျတော့ဘာလို့ခွင့်လဲဆိုရင်လက်နက်ကင်ဆောင်ခွင့်ဖြစ်တာပေါ့နော်လက်နက်ကင်ဆောင်ခွင့်ဖြစ်တဲ့အတွက်လူတိုင်းဟာဆိုလို့ရှိရင်လက်နက်ကင်ဆောင်လို့ရတယ်တခုရှိတာ license တော့လုပ်ပေါ့နော် license လုပ်ပြီးတော့လက်နက်ကင်ဆောင်လို့ရတယ်အဓိကကတော့ဘာလို့ဖို့အတွက်လဲဆိုလို့ရှိရင်သူတို့ရဲ့ကိုယ့်ရဲ့ property ပေါ့နော်ကိုယ့်ရဲ့ဒီနေအိမ်တွေကိုဘာတွေကိုကာကွယ်ဖို့ပေါ့နော်အဲ့အတွက် property ပေါ့နော်third amendment ကတော့ဘာလဲဆိုလို့ရှိရင်တော့စစ်သားတွေအနေနဲ့သူကဒီ peace time မှာဖြစ် war time မှာဖြစ်ပေါ့နော်ဒီမှာတော့သူက war time လို့ပဲပြောတာပေါ့နော်peace time ဖြစ် war time ဖြစ်ပေါ့နော်သူကဘာလဲဆိုရင်ပြည်သူတွေရဲ့အိမ်ထဲကိုသူကပြည်သူတွေကပေါ့နော်ဝင်มาလာခိုးပါလို့မပြောဘဲနဲ့ပေါ့နော်ဝင်လို့မရဘူးပေါ့နော်အဲ့လိုမျိုးပေါ့နော်peace time လို့ပေါ့နော် peace time လို့ပါတယ်ပေါ့နော်စစ်ဖြစ်နေတဲ့ကာလဆိုတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ဒီ peace time မှာတော့အဲ့လိုဝင်ရောက်လို့မရဘူးဝင်ရောက်မယ်ဆိုလို့ရှိရင်တော့ဝင်ရောက်တဲ့ဒါဒီစစ်သားကိုပေါ့နော်သူကဗာလဲစိတ်ကချုပ်ခောက်မှုနဲ့ဒါတက်ဥပဒေနဲ့ပေါ့နော်အရေးယူလို့ရတယ်ပေါ့နော်အဲ့လိုမျိုး okay fourth amendment စပြီးတော့ရေးကြည့်လိုက်ပါတော့ fourth amendment ကကြတော့sorry နော် first amendment ကလည်းရေးကြည့်ရနော်ဒီမှာအရေးကြီးတဲ့ amendment က first amendment ရေးကြည့်ရနော်ပြီးတော့ fourth amendment ရေးကြည့်မယ် fourth amendment ကကြတော့ဘာလုပ်တဲ့ဥပဒေလဲသူကကြောင့်လူတယောက်ကိုရှောက်ခွေရင်ပေါ့နော်လူတယောက်ကိုတကယ်လို့သူကဘာနဲ့ဆိုင်သွားဆိုရာဇဝတ်မှုနဲ့ဆိုင်သွားပြီပေါ့နော်ရာဇဝတ်မှုတွေဘာတွေမှာဆိုလို့ရှိရင်လူတယောက်ကဒီပြစ်မှုကျူးလွန်ထားလို့တန်တရားရှိတယ်ဆိုပါဆိုဟုတ်ပြီနော်အဲ့တန်တရားနဲ့သူ့ကိုစစ်ဆေးမယ်ဆိုပါဆိုအဲ့လိုစစ်ဆေးတဲ့အခါမှာဆိုလို့ရှိရင် fourth amendment အရာမင်းဗာလဲဒီခိုးတဲ့လူမလားမင်းတခိုးမလားဆိုပြီးတော့တန်းပြီးတော့စစ်ချင်တယ်ဆက်လို့မရဘူးပေါ့နော်တော့ဗာလဲဆိုရင်ရဲတွေအနေနဲ့အရင်ဆုံးဝရမ်းထုတ်ပြရတယ်ပေါ့နော်ကျွန်တော်မှာရှာဖွေခွင့်ရှိပါတယ်အဲ့ရှာဖွေခွင့်နဲ့ကျွန်တော်ရှာမှာဖြစ်ပါတယ်ပေါ့နော်အဲ့လိုပြောတာပေါ့နော်ဒီလမ်းမကြီးတွေမှာရဲတွေကစစ်ဆေးတယ်ဆိုရင်လည်းအရင်ဆုံးစစ်ဆေးမဲ့ driver တွေပါတယ်သူကဗာပြရလဲဆိုရင်ဝရမ်းပြရတယ်ပေါ့နော်အဲ့ဒီဝရမ်းနဲ့ပဲစစ်ဆေးတယ်ပေါ့နော်အဲ့ဒါက fourth amendment ကဗာလဲဒီအာမခံထားတဲ့အချက်ဖြစ်တယ်ပေါ့နော်အဲ့ဒီအချက်အရလူတွေကဆိုလို့ရှိရင်ဝန်ထမ်းမပါဘဲနဲ့စစ်ဆေးလို့မရဘူးပေါ့နော်ရဲတွေနေနေပေါ့နော်โอเคနောက်တစ်ခါ fifth amendment ကကြတော့သူကဘာတွေပါမလဲဆိုရင်ပေါ့နော်သူကဖမ်းဆီးတဲ့အချိန်မှာတုံးတဲ့ဥပဒေတွေပေါ့နော်ဆိုတော့ဟိုထဲမှာကတော့ဆိုတော့ဘာလို့ပဲပြောလိုက်လဲဆိုရင် due process of law လို့ပဲပါတယ်ပေါ့နော်ဒီမှာတော့ဆရာတို့ဘာတွေရောပါမလဲဆိုရင်ပထမတစ်ချက်ကပါလဲဆိုတော့ဒီပေါ့နော်ဒီတကယ်လို့ပေါ့နော်ဖမ်းတဲ့အခါမှာဘာကြောင့်မလို့ဖမ်းတယ်လဲဆိုတာကိုပြောရမှာပေါ့နော်နံပါတ်1ဟုတ်ပြီနော်တော့ဖမ်းတဲ့အချိန်မှာသုံးတဲ့ဟာလေးနော်အဲ့ဒါနံပါတ်1ကဖမ်းတဲ့အချိန်မှာဘာကြောင့်ဖမ်းတယ်လဲဆိုတာကိုပြောရမယ်နံပါတ်2ကကျတော့ဘာလဲဆိုလို့ရှိရင်အရင်ကျူးလွန်ခဲ့ပြီးသားပေါ့နော်ဒီပြစ်
ဒီပြစ်မှုအတွက်ပေးဆက်ခဲ့ပြီးသားပေါ့နော်ဒီထောင်ကြပြီးသားတော့မဟုတ်ဆိုရင်လည်းပြစ်ဒဏ်ပေးပြီးသားပေါ့နော်ဒဏ်ငွေဆောင်ပြီးသားအဲ့ပေးဆက်ပြီးသားပြစ်မှုတွေသူ့ကိုထပ်ဖမ်းလို့မရဘူးပေါ့နော်အဲ့ဒါဒါပဲ Joker တွေလို့ခေါ်တယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ remain silence အဖမ်းခံရတဲ့လူကသူ့ကိုပေါ့နော်ဖမ်းဆီးတဲ့ဟာပေါ့နော်ခင်ဗျားတခိုးမလားခင်ဗျားတခိုးဆိုတာဝန်ခံမှာအဲ့လိုပြောလို့သူကဘာမှမပြောဘဲနဲ့မဝန်ခံဘူးဆိုလို့ရှိရင်လည်းအဲ့လိုမနေလို့ရတယ်ပေါ့နော်ပြောမယ်ဆိုတော့တို့စီမှာရှေ့နေရှိမှကျွန်တော်စကားပြောမယ်ရှေ့နေရှိမှဗာလဲကျွန်တော်ရှေ့နေနဲ့တိုင်မယ်အောင်မယ်အဲ့လိုမျိုးပဲပြောတယ်ပေါ့နော်တို့နိုင်ငံမှာဖမ်းနေတယ်ဘာကြောင့်မလဲဆိုတော့ရှေ့နေရှိမှပြောတဲ့ဒီကြားထဲမှာပေါ့နော်ပြောလိုက်တဲ့စကားတွေကိုဘာလို့ယူဆလဲဆိုလို့ရှိရင်တရားခွန်မှာပေါ့နော်တက်တဲ့အနေနဲ့တင်သွင်းတာဖြစ်တယ်ပေါ့နော်အဲ့အတွက်များသောအားဖြင့်ဖန်ခံရလူတွေတိစိတ်နေပြီးတော့သူတို့ရဲ့ပြစ်မှုကိုကြီးမလာအောင်လုပ်ကြတယ်ပေါ့နော်အဲ့ဒါကို right to remain silent လို့ခေါ်တယ်ပေါ့နော် I stand with the fit လို့လည်းပြောကြတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့တခါဒီလောက်ရှိရင်ပေါ့နော်ဒီရုပ်ရှင်ဇာတ်ကားတွေမှာလည်းရှိတတ်တယ်ပေါ့နော်ကိုကဂျားထဲမှာကိုကဘာပြောလို့ပြောမှမသိဘူးဆိုလို့ရှိရင် I stand with the fit လို့ပြောလိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်ဒီရဲ့ right to remain silence ကိုသူကပြောချင်တာပေါ့နော် right to remain silent မှာတကယ်လို့ပေါ့နော်ဒီစုံတစ်ယောက်ကဖန်ခံရတယ်ဆိုလို့ရှိရင်သူကတိတ်တိတ်လေးနေပြီးတော့ဒီကိစ္စကိုပေါ့နော်သူနဲ့သူကပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ချစ်နေပါမယ်စကားပြောမယ်ဆိုတဲ့မျိုးဆိုတော့ပြောလို့ရတယ်ပေါ့နော်အဲ့လိုနောက်တစ်ခါကျပါလဲဆိုလို့ရှိရင်ဒီပေါ့နော်due process လို့ခေါ်တယ်ပေါ့နော် due process ဆိုတာအဲ့လိုဖမ်းတဲ့နေရာမှာအတင်းကျပ်ရိုက်ပုတ်နှိပ်စက်ပြီးတော့ဖမ်းလို့မရဘူးအဲ့ဒါတွေပါတယ်တရားဥပဒေပေါ့နော်ပြီးတော့ဖမ်းပြီးလို့ရှိရင်ဘယ်လိုစီပို့ရမလဲဆိုလို့ရှိရင်တရားသူကြီးတွေရှိတဲ့တရားခွန်ကိုပို့ရမယ်အဲ့လိုမပို့လို့လည်းမရဘူးပေါ့နော်ဒါကိုဘာလို့ခေါ်လဲဆို due process လို့ခေါ်တယ်ဖမ်းတဲ့အချိန်မှာတုံးတဲ့ဥပဒေအတိုင်းပဲလုပ်ရမယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့အဓိကကတော့ Fifth Amendment ရဲ့အဓိကကတော့ဘာလဲဆို due process ပဲပေါ့နော် Fifth Amendment ဆိုရင်လူတွေကဘယ်လိုအလွယ်မှတ်မလဲဆို due process ဆိုအလွယ်မှတ်လို့ရတယ်သူကဘာလဲဆိုဖမ်းဆီးတဲ့နေရာမှာဒီဥပဒေတိုင်းပဲဖမ်းဆီးရမယ်ဆိုတဲ့အချက်လက်ပေါ့နော်โอเคပြီးတော့ဗာလဲဆိုလို့ရှိရင်သူကဒီတကယ်လို့ပေါ့နော်ဖမ်းဆီးတယ်ဆိုလို့ရှိရင်ဘာကြောင့်ဖမ်းတယ်လဲဆိုပြောတယ်မလားပြောတဲ့ခါကျလို့ရှိရင်သူကဒါကြောင့်မဖမ်းတယ်ဆိုလို့ရှိရင်သူကတစ်တေတာလည်းကပြရပေါ့နော်မပစ္စည်းတစ်တေလူတက်တွေရှိလိမ့်မယ်အဲ့ပစ္စည်းတစ်တေလူတက်တွေကိုသူကဗာလဲဆိုလို့ရှိရင်ဒီပြရမယ်ပေါ့နော်ပြောမယ်ဆိုတော့ဒီဘာကြောင့်ဖမ်းလဲဘိန်းမှုကြောင့်ဖမ်းတယ်ပေါ့နော်ဒီမွေးစီဝါမှုကြောင့်ဖမ်းတယ်ဒီမှာမင်းကဘိန်းနေရှူနေတယ်အဲ့တော့ဖမ်းတယ်အဲ့လိုမျိုးပေါ့နော်ဒီပစ္စည်းတစ်တေလူတက်တွေသူကပါရမယ်ပေါ့နော်အဲ့လိုမပါဘဲနဲ့ဖမ်းတန်တရားနဲ့ဖမ်းရင်တော့ရပါတယ်ဒါပေမဲ့ဒီဘာကြောင့်ဖမ်းတယ်လဲဆိုတာပြောရတယ်ဗောနော်ပြောမယ်ဆိုတော့ဒီသူ့အနေနဲ့တက်တွေကိုလည်းသူကဒါဒီတက်တွေကတရားဝင်တယ်တရားမဟုတ်ဘူးဆိုတော့သူ့အနေနဲ့ဒါညှင်းပိုင်ခွင့်ရှိရဗောနော်အဲ့လိုမျိုးပြောမယ်ဆိုတော့မင်းဒီမင်းလွယ်အိတ်ထဲမှာငါတို့ဒီမွေးရစီဝါတွေ့တယ်အဲ့တော့မင်းဖမ်းတယ်ဆိုဒီမွေးရစီဝါကျွန်တော်မွေးရစီဝါမဟုတ်ဘူးဗောနော်အဲ့လိုပုံစံမျိုးဗောနော်ဒီပစ္စည်းတွေလက်တွေကိုသူတို့အနေနဲ့ပြန်ပြီးလို့ရှိရင်ဒါ testimony ပြန်လုပ်ခွင့်ရှိတယ်ဗောနော်အဲ့လိုမျိုးဒါကတော့ဗာလဲဆို Fifth Amendment ဖမ်းတဲ့အချိန်မှာတုံးတဲ့ဥပဒေသားတွေဗောနော်အဲ့ဆိုဒီမှာစာအုပ်ထဲမှာတော့ဘာနဲ့ပါလဲဆိုရင်တော့ဒီ due process နဲ့ဗာလဲ due process နဲ့ဥပဒေတိုင်းပဲလို့ပြော due process နဲ့ပြီးတော့ self incrimination လို့ခေါ်တယ်မိမိကိုယ်ခုခံခွင့်ပေါ့နော်မိမိကိုယ်ခုခံခွင့်ရဲ့ပြီးတော့ due process လို့ခေါ်တဲ့ဗာလဲဒီဥပဒေတိုင်းပဲလုပ်ရမယ်ဆိုတဲ့ဟာရဲ့ပြီးတော့ဒါပဲ jury လို့ခေါ်တဲ့ပြစ်မှုတစ်ခုတည်းအတွက်နှစ်ခါစီရင်ခံစရာမလိုဘူးဆိုတဲ့ဟာရဲ့ပေါ့နော်အဲ့ဒါပဲပါတယ်ဒါပေမဲ့ဆရာတို့အနေနဲ့ဘာလို့ပါတယ်လို့ထပ်မှတ်မလဲဆိုလို့ရှိရင် right to remain silent ပေါ့နော်ဒီတိတ်လေးနေခွင့်ရှိတယ်ပေါ့နော်ရှေ့နေပါမှာစကားပြောမယ်ဆိုရင် right to remain silent ဆိုတဲ့ဆရာတို့မှတ်ရမယ်ပေါ့နော် okay ဒါကျွန်တော် Fifth Amendment ကတစ်ခုထပ်မှတ်စရာတိုးလာမယ်ပေါ့နော်ရမလားရပါတယ်ဆရာပါတယ် နော် okay ဒါဆိုတော့နောက်တစ်ခုပေါ့နော်နောက်တစ်ခု Sixth Amendment ကကျတော့ဘာလဲဆိုလို့ရှိရင်သူကအဖမ်းခံရပြီပေါ့နော်အဖမ်းရှာဖွေပြီးပြီ Forum Amendment မှာရှာဖွေပြီးပြီအမှရှာဖွေလို့တွေ့သွားတော့ Fifth Amendment အရာဖမ်းလိုက်ပြီးရင်တော့ Sixth Amendment အရာသူကတရားစီရင်ခံရမယ်အဲ့လိုတရားစီရင်တဲ့အခါမှာမျှတစွာတရားစီရင်ခံရမယ်ပေါ့နော်ဆရာတို့ဒီစောက်ထဲမှာတော့ဘာပဲပါလဲဆိုလို့ရှိရင် speedy and public trial ဆိုပဲပါတယ်ပေါ့နော်မြန်တရားစီရင်ရမယ်လူကြားထဲမှာတရားစီရင်ရမယ်ဒီနှစ်ချက်ပဲပါတယ်ပေါ့နော်တကယ်လည်းတွေ့မှာကျွန်တော်ဘယ်အချက်တွေရောပါတယ်လဲဆိုရင်ဟုတ်ပြီနော်ဆောနာပြောလဲ speedy and public trial ရဲ့နံပါတ်1ချက်ပေါ့နော်သူကစီရင်ဆုံးဖြတ်မယ်ဆိုရင်မြန်တရားစီရင်ရမယ်လူကြားထဲမှာတရားစီရင်ရမယ်လူတွေမမြင်ကြရမှာတရားစီရင်လို့မရဘူးပြီးတော့အချိန်တွေကိုဆွဲထားပြီးတော့တရားစီရင်လို့မရဘူးပေါ့နော်ဒီချက်တွေရှိတယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင် informed charge လို့ခေါ်တဲ့ဘာကြောင့်မို့လို့ပေါ့နော်ဖမ်းပါတယ်ဆိုတဲ့အကြောင်းပေါ့နော်စပြီးတော့စီရင်ရဲဆက်တော့ပြောရတယ်ပေါ့နော်ခင်ဗျားဘာကြောင့်မို့လို့ဖမ်းတယ်ဒီအတွက်ဘလောက်ကုန်ကြနိုင်တယ်ပေါ့နော်ဒီဘလောက်ကုန်ကြနိုင်တယ်ဆိုတာကထောင်တာဘယ်နှစ်လောက်ကြာခံရနိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်ဆရာတို့အနေနဲ့ကရှင်းနေရတဲ့စင်ဘာလို့ပေးနိုင်လဲဆိုလို့ရှိရင်ရှင်းပြရတာပေါ့နော်အဲ့လိုဒါကြောင့်ဗာလဲဆိုလို့ရှိရင်ဒီဖမ်းခံရတဲ့လူပေါ့ဘာကြောင့်မို့လို့ဘယ်အတွက်နဲ့အမှုစီရင်နေပါလဲဆိုအကြောင်းပြောတာပေါ့နော်နောက်တစ်ချက်ကကျတော့ဗာလဲဆိုလို့ရှိရင်ဒီသူ့ကိုဖမ်းရတဲ့တက်တေတာကတွေတော့တင်သွင်းနေဆိုပါစို့ပေါ့နော်အဲ့မှာအဲ့တင်သွင်းတဲ့လူတွေကိုတော့ပြန်ပြီးတော့ဆက်ဆေးခွင့်ရှိတယ်ပေါ့နော်ပြောမယ်ဆိုတော့ဒီ
ဒီလူကိုသိလားဆိုသိပါတယ်လို့ပြောမှာပေါ့နော်ဒါပြောရတာပေါ့နော်အဲ့လူကိုသိလားဆိုမသိဘူးဆိုလို့ရှိရင်ဒီလူကဘယ်လိုလဲဆိုမှတော့ပြန်ပြီးပြောရတယ်ပေါ့နော်အဲ့လိုမျိုးသူကဒီသူ့ကိုတရားသူ့ကိုပေါ့နော်ဒီအမှုစစ်ပြီဆိုပါတော့အဲ့မှာပြစ်မှုကျူးလွန်တဲ့သူပြစ်မှုကျူးလွန်ပါတယ်ဆိုပြီးတော့ပေါ့နော်ပြောတဲ့လူတွေကိုလည်းသူ့အနေနဲ့ပြန်ပြီးတော့ဒါကောင်တာမေးခွန်းပြန်မေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ညာတော့အဖြစ်တော့ရှင်းနေတဲ့တစ်စက်မေးရများတယ်ပေါ့နော်ရှင်းနေတွေကတစ်စက်ဒီဒီကျူးလွန်ပါတယ်ဆိုတဲ့လူတွေကိုကောင်တာမေးခွန်းတွေပြန်မေးတယ်ပေါ့နော်အဲ့လိုမျိုးဒါwitness တွေကိုပြန်ပြီးတော့ counter မေးခွန်းမေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့ကျတော့ legal counsel လို့ခေါ်တဲ့ဒီသူ့အနေနဲ့ဘာလုပ်လို့ရလဲဆိုရှေ့နေငှားခွင့်ရှိတယ်တကယ်လို့ရှေ့နေမငှားပဲတကယ်လို့သူကရှေ့နေမငှားနိုင်ဘူးဆိုလို့ရှိရင်တော့နိုင်ငံတော်အနေနဲ့ပေါ့နော်နိုင်ငံတော်ဈေးဆိုင်ပြီးတော့ရှေ့နေငှားခွင့်ပေးတယ်ပေါ့နော်အဲ့တော့ဒီမှာဆရာတို့အနေနဲ့ speedy and public trial ဆရာတို့တည်ပြီးသားအဲ့မှာ informed charge ဆရာတို့မပါဘူးပေါ့နော်ပြီးတော့ confirm witness လို့ခေါ်တဲ့ရှေ့ဗါလဲဒီတက်တွေကိုဆက်ဆေးခွင့်မပါဘူးပြီးတော့ဒီတကယ်လို့ပေါ့နော်ရှေ့နေငှားခွင့်ပေါ့နော်ရှေ့နေငှားခွင့်ဆိုရင်လည်းဘယ်ထိပါလဲဆိုရင် तू ကရှေ့နေငှားခါမှာတက်နိုင်မှုဆိုလို့ရှိရင်နိုင်ငံတော်ဈေးနဲ့ရှေ့နေငှားပေးရမယ်ဆိုတဲ့အထိပေါ့နော်ပါတယ်ပေါ့နော် okay ဒါကတော့စစ်အမှန်မှန်ကပြောတဲ့ဒီတရားစီရင်နေရာမှာသုံးတဲ့ကိစ္စတွေဖြစ်တယ်ပေါ့နော် okay ရမလားရပါတယ်ဟုတ်မယ်နော် okay အဲ့တော့ဒီမှာဆရာတို့ထပ်မှတ်ရမှာဗာထပ်မှတ်ရမလဲဆိုလို့ရှိရင် inform charge ပေါ့နော်ဘာကြောင့်စစ်တယ်လဲဆိုတာပြောရမယ်ဆိုတာပါမယ်ပြီးတော့ confirm witness တစ်တေကိုပြန်စစ်ဆေးနိုင်တယ်တစ်တေကိုကောင်တာမေးခွန်းမေးနိုင်တယ်ဒါပါမယ်ပြီးတော့legal counsel လို့ခေါ်တဲ့ရှေ့နေငှားခွင့်ပါမယ်သူကရှေ့နေမငှားနိုင်ဘူးဆိုရင်တော့ဘယ်သူကရှေ့နေငှားခွင့်ပေးမလဲဆိုရင်ဘယ်သူအနေနဲ့ရှေ့နေငှားရမလဲဆိုရင်ဒီနိုင်ငံတော်ဈေးနဲ့ရှေ့နေငှားပေးရမယ်ဆိုတာပေါ့နော် okay နောက်တစ်ချက်ကတော့7 amendment ပေါ့နော်7 amendment ကတော့ဘာလဲဆိုရင်အမှုဆက်တဲ့အခါမှာဘယ်သူပဲဆက်ရမလဲဆိုရင် jury လူကြပဲဆက်ရမယ်ဆိုတာပေါ့နော်တရားဥပဒေကြောင့်မသိတဲ့လူကပြင်ကလူကလာပြီးတော့ဆက်လို့မရဘူးပေါ့နော်နောက်တစ်ခု8ပေါ့နော်8 amendment ကတော့ဘာလဲဆိုရင်ဘာလဲအမိန့်ချမှတ်တဲ့အချိန်ပေါ့နော်အဲ့လိုအမိန့်ချမှတ်တဲ့အချိန်မှာသူကဒီမလိုလားအပ်တဲ့ဒဏ်ကြေးတွေမလိုလားအပ်တဲ့ဒီဘယ်လိုပြောမလဲဒဏ်ကြေးတွေတောင်းလို့မရဘူးမလိုလားအပ်တဲ့နှိပ်စက်မှုတွေလုပ်လို့မရဘူးဥပမာထောင်ဒဏ်3နှစ်ပဲကြာမယ်ဟာထောင်ဒဏ်6နှစ်လောက်ချတာမျိုးလုပ်လို့မရဘူးပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ဒီ unusual punishment လို့ခေါ်တာပေါ့နော်unusual punishment တွေလုပ်လို့မရဘူးပေါ့နော်ဒါကတော့ဒီ8 amendment ကအာမခံပေးထားတာပေါ့နော်8 amendment အရလူတယောက်ကိုပြစ်မှုကျူးလွန်မယ်နဲ့သူပြစ်မှုနဲ့တရားမဟုတ်ဘဲနဲ့ပြစ်မှုထက်ပိုပြီးတော့ပြင်းထန်တဲ့ပြစ်ဒဏ်တွေပေးလို့မရဘူးပေါ့နော်ဒါက8 amendment ကပြောတဲ့ဟာ9 amendment ကတော့ဆရာတို့သိပြီးသားပေါ့နော်သူကတော့ဗာလဲဆိုရင်အခြေခံဥပဒေမှာမပါဘဲမဲ့လေလူတယောက်မှာရတဲ့ရနိုင်ခွင့်ရှိရဆိုလို့ရှိရင်အဲ့ဒီရဲ့ခွင့်ရေးသူမှာလည်းရှိရလို့ယုံကြည်တာပေါ့နော်10 amendment ကတော့ဗာလဲဆိုရင်ပြည်နယ်တွေနဲ့ state ပေါ့နော်ပြည်နယ် government နဲ့ state government ကြားတွေကအာဏာခွဲဝေမှုပေါ့နော်အဲ့ဒါကတော့10 amendment ဖြစ်တယ်ပေါ့နော် okay ဒါတို့ဆရာတို့ဘယ်တော့မှသင်ခဲ့တဲ့ဟာလဲဆိုရင်မနေ့ကသင်ခဲ့တာဖြစ်တယ်အဲ့တော့အဲ့မှာဆရာတို့ထပ်မှတ်မှာက7 amendment မှာထပ်မှတ်ဆရာရှိမယ်ပြီးတော့ 5 amendment မှာထပ်မှတ်ဆရာရှိမှာပေါ့နော်အဲ့7 amendment နဲ့ 5 amendment ဟာဆိုလို့ရှိရင်မကြာခဏဆိုလိုပဲသူကဒီရောထွေးတဲ့အတွက်ပေါ့နော်မေးတာမျိုးရှိတယ်ပေါ့နော် okay ကဲဒါဆိုရင်တော့ဒီbase right ကိုရမယ်ထင်တယ်နော်ရပါတယ်ရမယ်နော်အဲ့ဆိုရင်တော့ဆရာတို့ base right နဲ့ပတ်သက်တဲ့question ကိုပေါ့နော်ဆရာ assignment ပေးလိုက်မယ်ပေါ့နော်ဆရာဒီ PowerPoint ကိုလေဒီ amendment တွေရေးလိုက် PowerPoint ကိုလေ group လေးကိုပြန်ပို့ပေးလို့ရလားပို့ပေးမယ်နော်ဟုတ်ကဲ့ပါဆရာမိုင်းလည်းပို့ဟုတ်ပြီဒါဆိုရင်ဆရာတို့ကဒီ question ဒီအမဖြေရသေးဘူးနော်တရားဟုတ်တယ်နော်ဒီ base right question တွေဖြေမယ်နော်ဖြေပြီးသားလောက်ဖြေရသေးဘူးလားမဖြေရသေးဘူးနော်
အဖြေရအောင်နော် Okay ဆိုတော့အဖြေကြည့်အောင် Okay အဲ့ဆိုဒီမှာပေါ့နော်သူကဘာပြောထားလဲကြည့်မယ်ပေါ့နော် read the statement နဲ့ဒီရဲ့statement ကိုဖတ်ပေါ့နော် determine which amendment in the bill of right apply to each situation ပေါ့နော်ဘယ် amendment ကိုအသုံးချလို့ရတယ်လဲဆိုတော့ဆရာတို့ကစဉ်းစားပေးရမယ်ဟုတ်ပြီနော်ဘယ် amendment အရာဒီကိစ္စလုပ်လို့မရဘူးဘယ် amendment အရာဒီကိစ္စလုပ်လို့ရတယ်အဲ့လိုမျိုးဆရာတို့အနေနဲ့ညင်းပယ်လို့ရတဲ့ဟာပေါ့နော်အဲ့တော့ write the number of amendment on the line ပေါ့နော်ပြီးတော့အဲ့ဒီ amendment ရဲ့number ပေါ့နော် amendment number ကိုဆရာတို့ကဒီမြင်းချောင်းပေါ်ရေးပေးရမယ်တဲ့ဟုတ်ပြီနော်ဆိုတော့ဒီမှာကြည့်ပြီးမယ် a newspaper print an editorial criticizing an action of political candidate နိုင်ငံရေးအမှတ်တယောက်ပေါ့နော် candidate ဆိုတာကလွတ်တော်အမှတ်လောင်းပေါ့နော်အမှတ်လောင်းတယောက်သို့မဟုတ်တမနာလောင်းပေါ့နော် candidate ဆိုတမနာလောင်းလည်းဖြစ်နိုင်တယ်ပေါ့နော်တမနာလောင်းတယောက်ကိုတဲ့သူကတမနာလောင်းရဲ့ကိစ္စတွေအားဆိုလို့ရှိရင်ကိစ္စတွေပေါ့နော်သူ criticize ဆိုတာကဒီဝေဖန်နေတာပေါ့နော်အဲဆိုတော့သတင်းစာတစ်စောင်ရှိတယ်ပေါ့နော်အဲ့သတင်းစာတစ်စောင်ကတမနာလောင်းရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတယ်ဆိုရင်အဲ့ဒါကဘယ် amendment အရာလုပ်ပိုင်ခွင့်ရှိရလဲပေါ့နော်ဆရာစဉ်းစားမယ်ဘယ် amendment အရာလုပ်ပိုင်ခွင့်ရှိရလဲ amendment 1 first amendment အရာလုပ်ပိုင်ခွင့်ရှိရနော် okay ဟုတ်ပြီအဲ့ဆိုတော့ first amendment ပေါ့နော်အိုင်လို့ရေးလိုက်မယ်ပုံမယ် okay ကဲအဲ့ဆိုတော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ပေါ့နော် a person is selected to be a member of the jury during the trial someone accused of criminal activity ပေါ့နော်လူတယောက်ပေါ့နော်လူတယောက်ကိုဆရာတို့က jury လူကြီးဖြစ်ရွေးချယ်တာတဲ့ဟုတ်ပြီနော် trial someone accused of criminal activity အဲ့မှာဒီပြစ်မှုကျူးလွန်တဲ့လူတယောက်ရှိရပေါ့နော်အပြစ်မှုကျူးလွန်တဲ့လူကိုဆရာတို့ကပြစ်ဒဏ်ချမှတ်ပေးဖို့လူတယောက်ကိုဒါ jury လူကြီးဖြစ်သူကရွေးချယ်တာဖြစ်တယ်နော်အဲ့ဒါ jury လူကြီးဖြစ်ရွေးချယ်တယ်ဆိုတာ amendment ဘယ်လောက်လဲ jury လူကြီးဖြစ်ရွေးချယ်တဲ့နေရာမှာဘယ်လိုလူရွေးချယ်မလဲဆိုတာကိုပြောထားတာ 7 7 7နော် amendment 7အရာ jury လူကြီးဖြစ်တရားဥပဒေကြောင့်ပဲတည့်ရလူရွေးချယ်ရမယ်ဆိုပြောထားတာနော်ဟုတ်ကဲ့ဟုတ်ပြီနောက်တစ်ခု jury a routine traffic stop ပေါ့နော်ဒီပတ်တရောင်လှည့်တာပေါ့နော်ပတ်တရောင်လှည့်တဲ့နေရာရောက်နေတယ်တဲ့အဲ့မှာ stop authorities demand to search for stolen goods in the driver's vehicle အဲ့ရပတ်တရောင်တွေကဘာလို့လဲဆိုရင်ကားတွေကိုတားတယ်တားပြီးတဲ့ခါကျတော့ပစ္စည်းတွေပျောက်သွားတာဖြစ်တဲ့အတွက်ပျောက်သွားတဲ့ပစ္စည်းတွေကိုအဲ့ရေမောင်းနေရဲ့ဘာလဲဒီဒီ driver vehicle ကကားတို့ဆိုင်ကယ်တို့ပေါ့နော်အဲ့ကားတို့ဆိုင်ကယ်တို့ထဲမှာသူကရှာဖို့လုပ်နေတယ်ပေါ့နော်အဲ့ဆိုတော့အဲ့ဒါကရောဘယ် amendment အရာလဲ amendment 4ပေါ့နော်အဲ့လိုရှာတဲ့နေရာမှာသူကဗာလဲ reasonable ပေါ့နော် reasonable ဖြစ်နေရှာလို့မရဘူးပေါ့နော်သူက 4 amendment ရပေါ့နော် a person is tried for a crime and found not guilty ပေါ့နော်လူတယောက်ကိုပေါ့နော်ဆရာတို့ကဘာလို့ဒီဘယ်လိုပြောမလဲအမှုစစ်တယ်ပေါ့နော်အမှုစစ်တော့ပြစ်မှုမရှိဘူးလို့တွေ့တယ်ပေါ့နော် not guilty ပြစ်မှုအပြစ်မရှိဘူးလို့တွေ့တယ် however ဒါပေမဲ့ many in that community believe that the verdict is wrong ပေါ့နော်ဒါပေမဲ့ဒီ community ထဲမှာရှိတဲ့လူတော်များကပေါ့နော်ဒီရဲ့ verdict ပေါ့နော်ဒီရဲ့ဆုံးဖြတ်ချက်ကမှားလို့ထင်တယ်ပြီးတော့ accused should be tried again ပြီးတော့ဒီဆုံးဖြတ်ချက်ကိုပြန်ပြင်ဆင်ရမယ်လို့ယုံကြည်နေတယ်ပေါ့နော်လူတယောက်ကိုစီရင်ချက်ချလိုက်တယ်အပြစ်မှုမရှိလို့စီရင်ချက်ချလိုက်တယ်ဒါပေမဲ့လူတွေကပြစ်မှုစီရင်ချင်နေတယ်ဟုတ်နော်အဲ့ဒါဆိုဘယ် amendment ရသူကကာကွယ်လို့ရလဲ6 amendment ရ6 amendment ဘာပါလဲဒါပဲ geo party ဆိုတာပါတယ်ဟုတ်တယ်မလား6 amendment ဟုတ်လား fifth amendment မဟုတ်ဘူးလားအော် 6 amendment မဟုတ်ဘူးနော်ဒါပဲ geo party က 5 amendment နော်ဟုတ်ပြီလားနော်လူတယောက်ကိုသူကနှစ်ခါတရားစီရင်လို့မရဘူးလေဟုတ်တယ်မလားနော်အဲ့ဆိုတော့ပြစ်မှုကျူးလွန်ပြီးသားပေါ့နော်သူပြစ်မှုကျူးလွန်ပြီးသားကိစ္စသူကျူးလွန်ထားတယ်လို့လူတွေကပြစ်မှုထင်ပေမဲ့တရားရုံးကအပြစ်မရှိဘူးလို့ဆုံးဖြတ်ထားပြီးသားအဲ့ဒါကိုထပ်ပြီးတော့ဆုံးဖြတ်လို့မရတော့ဘူးနော်ထပ်ပြီးတော့ဖမ်းလို့မရဘူးပေါ့နော်နောက်တစ်ချိန်ပြစ်မှုမကျူးလွန်မချင်းဖမ်းလို့မရအောင်အဲ့ဒါဘယ် amendment ရလဲဆိုရင် fifth amendment ရနော်အဲ့တော့နိုင်ငံခြားကားထဲမှာဆိုတော့လူဆိုးကြီးတွေလုပ်တဲ့ပုံစံပေါ့နော်လူဆိုးကြီးတွေတရားသူကြီးတွေပါလေလက်ထိုးပြီးတဲ့ခါကျတော့အပြစ်ခံနေခွန်းလုံးကျွန်းလုံးလောက်သွားတယ်အဲ့အချိန်မှာရှစ်နေကဘယ်လောက်ထိဖမ်းလို့မရဘူးပေါ့နော်ဘာကြောင့်မလဲဆိုတော့ဒီ fifth amendment ရပေါ့နော်အဲ့လိုမျိုးနားလည်မယ်နော် okay နားလည်ပါဆရာပြစ်ဒဏ်အတွက်ပြစ်မှုတစ်ခုအတွက်အပြစ်ဒဏ်ပေးဆက်ပြီးသားလူကိုထပ်ပြီးတော့ဖမ်းပြီးတော့တရားရုံးပြန်ပို့လို့မရဘူးပေါ့နော်အဲ့ဒါ fifth amendment ရနော် okay a homeowner purchase a personal firearm after robberies are committed in the neighborhoods ပေါ့နော်ဒီအိမ်ပိုင်ရှင်တယောက်ကတဲ့တနတ်တွေဝယ်တယ်ပေါ့နော်တနတ်ဝယ်တယ်ဘာကြောင့်မလဲဆိုရင်ဘေးနားမှာရှိသူ့ရဲ့ဘေးအိမ်ကအလုခံရလို့ပေါ့နော်တနတ်တိုက်မှုဖြစ်လို့တဲ့သူတနတ်ဝယ်တာတဲ့ကိုယ့်ကိုခုခံကောက်ကိုတနတ်ဝယ်တယ်ပေါ့နော်အဲ့တော့ဘယ် amendment ရတော့တနတ်ကန်ခွင့်ရှိရလဲ2လည်းတနတ်ကန်ခွင့်ရှိတာပေါ့နော် okay ဟုတ်ပြီကဲဒါဆိုတော့ဒါရမယ်ထင်တယ်နော်ကဲဟုတ်ပြီဒါဆိုစစ်ကြည့်လိုက်မယ်နော်
ဒီမှာဆိုရင်ဆရာတို့ကတော့4 5 6 amendment တွေမှာပါတယ်ဆိုရင်ပေါ့နော် several amendment in the bill of right including amendment 456 456 ထဲမှာပါတယ်ဆိုရင်လည်း provide protection for people who are accused of crime သူကဘာတွေမှာ456ကဘာအတွက်သုံးတာလဲဆိုရင်တဲ့လူတစ်ယောက်ကပေါ့နော်ဒီပြစ်မှုကျူးလွန်ပါတယ်လို့ဆွဆွဲခံရတဲ့အချိန်မှာဆိုရင်ဒီ456ကိုအခြေခံပြီးတော့သုံးတာဖြစ်တယ်ပေါ့နော်အဲဆိုတော့ indicate which of the foreign rights are covered by this amendment by placing an X online ပေါ့နော်တကယ်လို့ပေါ့နော်အောက်ကစာတွေဖတ်ကြည့်ပေါ့နော်ဖတ်ကြည့်ပြီးတော့တကယ်လို့456ထဲမှာပါတယ်ဆိုရင်တော့ဆရာတို့ဘယ်နှမှာ X လို့ရေးပေးလို့ပြောနော်အဲဆိုဆရာတို့အနေနဲ့456ထဲမှာပါတယ်ဆိုရင်ဆရာတို့ X လို့ရေးပေးရမယ်4ကဘာနဲ့ပတ်သက်ပြီးတော့4လဲဘယ်အချိန်မှာ4လဲရှာဖွေတဲ့အချိန်မှာ4ဟုတ်တယ်နော်ရှာဖွေတဲ့အချိန်မှာ4ရှာဖွေတဲ့နေရာမှာမတရားသဖြင့်ရှာလို့မရဘူးတင်စီလို့မရဘူးပေါ့နော် brand ပါမှာရှာလို့ရမယ် fight ကကြတော့ဘယ်အချိန်မှာသုံးတာလဲ double jeopardy ဖမ်းတဲ့အချိန်မှာနော် double jeopardy ပေါ့နော်ဒီတရားဥပဒေတိုင်းပဲဥပဒေတိုင်းပဲဖမ်းရမယ်ပြီးတော့ခါကျတော့ due process of lawyer ဖမ်းရမယ်ပြီးတော့ double jeopardy လို့ခေါ်တဲ့နှစ်ခါပြန်ပြီးတော့ဖမ်းလို့မရဘူးပြီးတော့ဖမ်းပြီးရင်လည်းဘယ်ကိုပို့ပေးရမလဲဆိုတော့တရားရုံးကိုပို့ပေးရမယ်စတဲ့အချက်တွေပါတယ်ပေါ့နော်ပြီးတော့ဘာကြောင့်ဖမ်းတယ်လဲဆိုတာပြောရမယ်ပြီးတော့အဲ့လိုဖမ်းတဲ့ကိစ္စမှာ remain silence ပေါ့နော်တိတိလေးနေခွင့်ရှိတယ်ပေါ့နော်ဒါတွေပါတယ်ပေါ့နော် okay ပြီးတော့ six ကကြတော့ဘယ်အချိန်မှာလဲဆိုတော့တရားစီရင်တဲ့အချိန်မှာဟုတ်တယ်တရားစီရင်တဲ့အချိန်မှာကျဘယ်လိုဖြစ်ရမှာလဲမြန်တရားစီရင်ရမယ်လူပြောထဲမှာတရားစီရင်ရမယ်ပြီးတဲ့ခါကျတော့ဗာလဲပြီးတော့ရှင်းနေငါခွင့်ရှိတယ်စတာတွေပါတယ်ဗောနော်ကဲဆိုဆရာတို့အနေနဲ့ဒီ method ကိုကြည့်မယ် protection against being tried twice for the same crime ဗော ပြ နော် ဟိုကပဲလေစခရစ်ရှင်းမမြင်ရတော့လို့ မမြင်ရတော့ဘူး ဟုတ်တယ် မြင်ရ ကျန် ပါ တဲ့ တ လူ ယ် တွေမြင်ရတော့ မြင်ရတယ် မြင်ရ ဆရာ ပါတယ်ဆရာ မြင်ရပါတယ် လိုင်းမကောင်းလို့ဖြစ်မယ်ဆိုရင်နော် โอเค okay ဟုတ်ဆိုပြောကြည့်မယ်ဗောနော် driver အတန်မဲနှဟောင်းလိုက်ပေါ့နော်စာအုပ် download ဆက်ထားသေးလားစာအုပ်ရှိကြသေးလားတကယ်လို့ screen share နဲ့မြင်ရရင်ကြည့်ပေးဒီ screen share နဲ့မြင်ရရင် PDF file နဲ့ကြည့်ပေးနော်ဒီဟုတ်ပြီအဲ့ဆိုဒီမှာပေါ့နော် the protection against being tried twice for the same crime ပေါ့နော်ပြစ်မှုတစ်ခုတည်းအတွက်နှစ်ခါစီရင်ခြင်းမခံရအောင်ကာကွယ်ထားတာအဲ့ဒါကကျတော့ amendment ဘယ်လောက်ရလဲ 5 5 ပါ အဲ့ဒီကောင်က x ထည့်မှာပေါ့နော်ဒီကောင်မှာဆိုရင် x ထည့်ပေးမယ်ပေါ့နော်အဲ့ဒါဒီကောင်မှာ x ထည့်ပေးမယ်x ထည့်ပေးမယ် okay the right to freely practice religion ပေါ့နော်လွတ်လပ်စွာကိုယ်ကွယ်ခွင့်ဒါဒီထဲမှာပါလားဖတ်စစ်ထဲမှာပါလား မပါပါဘူး freely trial ရဲ့မြန်တရားစီရင်ရမယ်လူကြားထဲမှာတရားစီရင်ရမယ်ဒါရောဖတ်စစ်ထဲမှာပါလား 6 6ပါတယ် right to freedom of the press လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ဖတ်စစ်ထဲမှာပါလား မပါဘူးမပါပါ protection from being forced to house soldier ပေါ့နော်စစ်သားတွေအနေနဲ့အိမ်ထဲမှာဝင်လာတာကိုတားထားတာ မပါပါ မပါပါဘူး ဟုတ်တယ် second amendment အသက်အမှန်မှန်နော် right to bear arms နဲ့ကင်ဆောင်ခွင့်ပါလား မပါပါ မ ဘူး ပါဘူး wise self incrimination ပေါ့နော်ဒီကိုယ့်ကိုခုခံကာကွယ်ခွင့်ဒါ force တွေမှာပါလား ပါတယ် ပါတယ်နော်ပါတယ်အဲ့တော့ဒီအောင်လဲ x ပဲပေါ့နော်အဲ့တော့ mouse နဲ့လောက်တော့ x နော်ဟုတ်ပြီဒါဆိုဒါလည်းရမယ်နော် ရပါတယ် ဟုတ်ပြီဒီမှာစာကြည့်မယ်ပေါ့နော် read the following passage and then answer the question ပေါ့နော်ဒီ passage လေးကိုဖတ်တယ်ပြီးတဲ့ခါကျရင်နော်အောက်ကစာကိုဖြည့်ပြီးပေါ့နော်အဲ့မှာ President James Madison ရဲ့ကောက်ချက်တစ်ခုပေါ့နော် Happy Union of the State is a wonder ပေါ့နော်ဒီပြည်ထောင်စုပေါ့နော်ဒီ American ပြည်ထောင်စုอ่ะဆိုလို့ရှိရင်ねတကယ်အံ့ဩစရာပဲတဲ့ Their Constitution is a miracle အခြေခံဥပဒေကလည်းမော်ဆန်တယ်ပေါ့နော် Their example the hope of liberty throughout the world ပေါ့နော်ဒီဟာဆိုလို့ရှိရင်ပေါ့နော်ကမ္ဘာတစ်ဝန်းလုံးမှာမျှော်လင့်ချက်လွတ်လပ်ရေးရဲ့မျှော်လင့်ချက်ဗာလဲမျှော်လင့်ချက်ဥပမာတစ်ခုဖြစ်လာပါလိမ့်မယ်ဆိုပြီးတော့သမ္မတဂျိမ်းမန်ဒီဆန်ကပြောခဲ့တာပေါ့နော်โอเคအဲ့ဆိုအမေရိကန်နိုင်ငံမှာလူတွေကလွတ်လပ်ခွင့်ရှိတယ်လူတွေသူတို့တင်မြှောက်တဲ့အစိုးရကပဲသူတို့ပြန်အုပ်ချုပ်တာပေါ့နော်အဲ့အတွက်ဒါနဲ့ပတ်သက်ပြီးတော့သမ္မတဂျိမ်းမန်ဒီဆန်ကပြောခဲ့တဲ့စကားပေါ့နော်ဒီအဲ့ဆိုအဲ့ဒီပေါ်ချိန်ခံပြီးတော့ဆရာတို့အနေနဲ့ရှားရမယ်ပေါ့နော် What does medicine means by the phrase the hope of liberty throughout the world ပေါ့နော်ကမ္ဘာတစ်ဝန်းလုံးကလွတ်လပ်တဲ့မျှော်လင့်ချက်ကမ္ဘာတစ်ဝန်းလုံးရဲ့လွတ်လပ်တဲ့မျှော်လင့်ချက်လို့ဘာကြောင့်ပြောခဲ့ရလဲဆိုတော့ဆရာတို့ကရှာပြရမှာဟုတ်နော်ကမ္ဘာတစ်ဝန်းလုံးလွတ်လပ်ရေးရဲ့မျှော်လင့်ချက်ပေါ့နော် Okay အဲ့ဒါကြည့်ကြည့်မယ် In people in other countries look at the United States and hope that someday America will be free
တခြားပေါ့နော်ဒီနိုင်ငံတွေကဆိုရင်အမေရိကန်နိုင်ငံကိုကြည့်ကြမှာပေါ့နော်ကြည့်ကြပြီးတဲ့ခါကျတော့ပေါ့နော်ဟုတ် someday American will be free အမေရိကန်နေအနေနဲ့တရက်မှာလွတ်လပ်ရေးရမယ်လို့ပေါ့နော်မျှော်လင့်ကြတာပေါ့နော်အဲ့ဒါဖြစ်မလားပေါ့နော် everyone around the world will someday enjoy the same right as citizens of the United States ကမ္ဘာပေါ်မှာရှိတဲ့ပေါ့နော်လူတွေဟာဆိုလို့ရှိရင်ပေါ့နော်တရက်မှာတော့တဲ့အမေရိကန်နိုင်ငံလိုမျိုးလွတ်လပ်ကြလိမ့်မယ်ပေါ့နော်လွတ်လပ်ကြလိမ့်မယ်လို့ပြောတာပေါ့နော် MSC ကကျတော့ people in the United States do not believe that people in other countries will also gain liberty ပေါ့နော်အမေရိကန်နိုင်ငံမှာရှိတဲ့လူတွေဟာဆိုရင်တခြားနိုင်ငံမှာရှိတဲ့လူတွေကဒီလိုမျိုးလွတ်လပ်ရေးရလိမ့်မယ်လို့လွတ်လပ်ခွင့်ရလိမ့်မယ်လို့ do not believe မယုံကြည်ဘူးတဲ့။ဒါပေမဲ့ဒီ people in other countries will see that တခြားနိုင်ငံမှာရှိတဲ့လူတွေကမြင်ကြလိမ့်မယ်ပေါ့နော်တွေးကြလိမ့်မယ်တဲ့ It is possible for the government ဒါကဖြစ်နိုင်တယ်ပေါ့နော်အစိုးရတရက်အတွက်ဖြစ်နိုင်တယ် to protect the freedom of its people သူ့ရဲ့လူထုရဲ့အခွင့်အရေးတွေကိုကာကွယ်တဲ့အစိုးရတရက်သူတို့မှလည်းရှိလိမ့်မယ်လို့မျှော်လင့်ရတယ်ပေါ့နော်အဲ့လိုမျှော်လင့်ချက်ပေါ့နော်ဖြစ်လာနိုင်တယ်ပေါ့နော် Okay အဲ့ဆိုတော့ဘယ်ဟာကတမန်ဂျိမ်းမယ်ဆန်ပြောတဲ့အချက်လက်ကိုပြောတာဖြစ်နိုင်လဲ B ပြီး ချင်ပါတယ် Okay ဒါဆိုပြန်စဉ်းစားမယ်နော်ဒီမှာလုံးဝမှားနေတဲ့ချက်ကဘာလဲဘာနဲ့လဲ A နဲ့ C A နဲ့ C မှားတယ်ပေါ့နော် Okay အဲ့တော့ဘာကြောင့်မလို့ B နဲ့ D မှာ B ကိုရွေးရလဲဒီမှာတော့ပြန်ပြောမယ်နော်သူပြောချင်တာက the hope of liberty throughout the world ပေါ့နော်လွတ်လပ်ရေးရဲ့မျှော်လင့်ချက်ကမ္ဘာတဝန်းလုံးလွတ်လပ်ရေးရဲ့မျှော်လင့်ချက်ပေါ့နော်ကမ္ဘာတဝန်းလုံးကလွတ်လပ်ရေးအတွက်မျှော်လင့်ကြမယ်လို့ပြောတာနော် Okay အဲ့ဆိုဒီမှာကြည့်မယ် everyone around the world will someday တရက်မှာတဲ့ဖြစ်လာလိမ့်မယ်တဲ့ဟုတ်နော်တော့ကြောင့်ဟောင်းရင်းထုတ်တဲ့ပုံစံနော်အမေရိကန်နိုင်ငံလိုမျိုးအားလုံးကတူညီတဲ့အခွင့်အရေးတွေရလာပါလိမ့်မယ်ဆိုရင်ဟောင်းရင်းထုတ်တာနော်နံပါတ် D ကကြတော့လူတွေဟာဆိုလို့ရှိရင်ပေါ့နော် it is possible ဖြစ်နိုင်ခြေရှိတယ်လို့ will see မြင်ကြတယ်ပေါ့နော်ဖြစ်နိုင်ခြေရှိရတဲ့ the government to protect the freedom of its people သူ့ရဲ့လူထုပေါ့နော်အစိုးရအနေနဲ့သူ့ရဲ့လူထုရဲ့အခွင့်အရေးတွေကိုကာကွယ်ပေးတဲ့အစိုးရတည်းသူတို့မှလည်းဖြစ်နိုင်လာလိမ့်မယ်လို့ဒါမြင်ကြတယ်ပေါ့နော်အဲ့ဆိုဖြစ်နိုင်လိမ့်မယ်လို့မြင်တာက forward liberty ဖြစ်မလားဒါမှမဟုတ်ရှင်လဲ well someday ဆိုပြီးတော့well someday ဆိုပြီးတော့ဒါ well someday enjoy တရက်မှာဖြစ်လာလိမ့်မယ်ဆိုပြီးတော့ဟောကိန်းထုတ်တာကဟုတ်မျှော်လင့်ချက်ဖြစ်မလားဘယ်ဟာဖြစ်မှန်းထင်လဲ ဒီမှာတော့အဖြေမှန်က D ဖြစ်မယ်နော်။ဘာကြောင့်မလဲဆိုတော့သူကဒီမျှော်လင့်ချက်ပေါ့နော်ဒီတစ်ချိန်မှာဖြစ်လာလိမ့်မယ်ဆိုပြီးတော့ဟောကိန်းထုတ်တာမဟုတ်ဘူးနော်။သူကဘာလဲဆိုရင်သူတို့အမေရိကန်နိုင်ငံလိုမျိုးကျန်တဲ့နိုင်ငံတွေကလည်းငါတို့နိုင်ငံတွေလည်းဒီလိုလွတ်လပ်နိုင်မှာပဲဆိုလဲမျှော်လင့်ချက်ဖြစ်စေတယ်လို့ပြောချင်တာပေါ့နော်။အဲ့အတွက်နံပါတ် D ကအဖြေမှန်ဖြစ်လိမ့်မယ်နော်။ Okay ရမလားမသိနော် ပါတယ် ရပါဗျာ Okay ဟုတ်ပြီ။ကျွန်တော်ဆရာတို့ citizen right and civil responsibility ကိုတွားလိုက်မယ်နော်။ Okay အဲ့ဆိုတော့ဒီမှာပေါ့နော် citizen right and civil responsibility ကဘာလဲဆိုတော့အမေရိကန်နိုင်ငံသားတွေမှာအခွင့်အရေးတွေရှိတယ်အဲ့လိုပဲဘာတွေရှိလဲဆိုလို့ချင်းတာဝန်တွေရှိတယ်ပေါ့နော်အဲ့ဒီအကြောင်းဆရာတို့ကဒီမှာဆွေးနွေးကြမှာပေါ့နော်ဆရာတို့ကအခွင့်အရေးတွေအကြောင်းဆရာတို့ကပြောပြီးပြီပေါ့နော်အဲ့တော့အမေရိကန်ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ပြီဆိုတာနဲ့ဘာလိုအပ်လဲဆိုလို့ရှိရင်နိုင်ငံသားတွေကဒီအခွင့်အရေးတွေရကြတယ်ပေါ့နော်အမေအဲ့ဒီအခွင့်အရေးနဲ့ထိုက်တန်တဲ့ဘာလိုလဲဆိုလို့ချင်းတာဝန်တည်တတ်ဖို့လိုတယ်ဟုတ်ပြီနော်ဆရာတို့ဒီဗာလဲဒီဟိုစကားရှိရလေစကားမဟုတ် gain ရှိရလေ Call of Duty Black Ops လားမသိဘူးเนาะအဲ့ရဲ့စကားတဲ့စက်ပုံကတစ်ခုမှပြောတာပေါ့เนาะဒီတချို့နိုင်ငံတွေကပေါ့เนาะဒီမိုကရေစီနဲ့လုံးဝမထိုက်တာဘာကြောင့်မလဲဆိုတော့သူတို့နိုင်ငံသားတွေက responsibility မရှိလို့ပေါ့เนาะဒီမိုကရေစီနဲ့ထိုက်တန်တဲ့တာဝန်သိမှုမရှိလို့ဆိုပြီးပြောတာပေါ့เนาะအဲ့စကားရှိတယ်ပေါ့เนาะအဲ့ဆိုတော့ဒီဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ဖို့အတွက်ဆိုရင်နိုင်ငံသားတွေအနေနဲ့ဗာသိဖို့လိုလဲဆိုလို့ရှိရင် responsibility ကိုခေါ်တဲ့တာဝန်သိတတ်ဖို့လိုတယ်ပေါ့เนาะတာဝန်နိုင်ငံသားတိုင်းကတာဝန်သိတတ်မှသာလျှင်ဒီမိုကရေစီရဲ့အနှစ်သာရကိုကောင်းကောင်းခံစားရဖြစ်တယ်ပေါ့နော်အားလုံးကငါတို့မှလွတ်လပ်စွာပြောဆိုခွင့်ရှိရပဲကွာဆိုတော့သူများကိုလိုက်ပုတ်ခတ်နေမယ်ဆိုရင်အဆင်ပြေမယ်ထင်တယ်ပြေဘူးလေနော်ဟုတ်တယ်မလားနော်သူများကိုဗာလဲငါတို့မှလွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ကွာဆိုတော့ဟိုလူအကြောင်းကိုလည်းဗာလဲပုတ်ခတ်ပြီးပြောဆိုဒီလူရဲ့မကောင်းအကြောင်းပေါ့နော်မကောင်းတဲ့အတိတ်ကိုပေါ်ပြီးတော့ငါလွတ်လပ်စွာပြောဆိုခွင့်ရမင်းရဲ့မကောင်းတဲ့အကြောင်းတွေမင်းရဲ့မကောင်းတဲ့အတိတ်တွေအကြောင်းငါပြောမယ်ကွာအဲ့လိုမျိုးလုပ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဘာမရှိတော့ဘူးလဲဆိုရင်သူတို့မှာဒီ ethics လို့ခေါ်တယ်ပေါ့နော်ဒီ responsibility လို့ခေါ်တဲ့မရှိတော့ဘူးเนาะအဲ့မှာ responsibility နဲ့ duty ဆိုပြီးတော့သူကနှစ်မျိုးကွဲတယ်ပေါ့နော် responsibility ဆိုတာကကြတော့သူကမလုပ်ချင်တဲ့လင်လို့ရတယ်လုပ်ချင်တဲ့လုပ်လို့ရတယ်အဲ့ဒါ responsibility duty ကကြတော့ဘာလဲဆိုတော့လုပ်ကိုလုပ်ရမယ်ဟာပေါ့နော်အဲ့လိုမျိုးအမေရိကန်နိုင်ငံသားတယောက်အနေနဲ့သူကဘာတွေရှိဖို့လိုလဲဆိုလို့ရှိရင် responsibility လို့ခေါ်တဲ့
တာဝန်တည်တတ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီမှာဆရာတို့အရင်ဆုံး rights တောင်းစပြောမယ်ပေါ့နော်based on right granting certain civil rights of American citizen ဒီဆရာတို့ based on right မှာတော့ American နိုင်ငံသားတွေရဲ့အခွင့်အရေးတွေကြောင့်ဆရာတို့သိပြီးပြီဟုတ်တယ်နော် ပါတယ်ဆရာ ဟုတ်တယ်နော် okay other rights protected by the federal government but not included in the basic right are economic right ပေါ့နော်အဲ့ဒီမှာ basic right ထဲမှာမပါတဲ့တခြားသောအခွင့်အရေးတွေရှိသေးတယ်ပေါ့နော်အဲ့ဒီကိုဘာလို့ခေါ်လဲဆိုရင် economic right တွေလို့ခေါ်ပါတယ်တဲ့ဟုတ်နော်အဲ့တော့ basic right ဆိုတာဘာလဲဆိုလို့ရှိရင်ဒီ basic right ကဆရာတို့ American နိုင်ငံသားတွေရဲ့အခွင့်အရေးတည်တယ်အဲ့မှာတခြားသောအခွင့်အရေးလည်းရှိသေးတယ်အဲ့ဒါတွေဘာလို့ခေါ်လဲဆို economic right တွေလို့ခေါ်တယ်အဲ့ဒီမှာဘာတွေပါလဲဆိုလို့ရှိရင် this include right to own a property or a business ပေါ့နော်လူတစ်ယောက်အနေနဲ့ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ဆိုတာရှိတယ်ပေါ့နော်လူတစ်ယောက်ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာအိမ်ယာတွေလယ်မြေတွေခြံမြေတွေပေါ့နော်အဲ့ဒါတွေကိုအစိုးရအနေနဲ့မတရားသဖြင့်သိမ်းဆည်းလို့မရဘူးပေါ့နော်ဒါဆိုလို့ရှိရင်ဘယ်အရာလဲဆိုတော့ basic right အရာပေါ့နော် sorry basic right ရမဟုတ်ဆို economic right ရပေါ့နော် basic right မှာတော့ဒီ basic right ရဲ့ fourth amendment မှာတော့သိမ်းဆည်းလို့မရအောင်ဆိုတာပါတယ်ဒါပေမဲ့ဘာကြောင့်သိမ်းဆည်းလို့မရတာလဲဆိုတဲ့အချက်လက်ကဘာလဲဆိုတော့သူ့မှာပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ဆိုတာရှိလို့ဖြစ်တယ်ပေါ့နော်အဲ့တော့ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်အရာဒီပစ္စည်းဥစ္စာတွေကသူ့ရဲ့အပိုင်ဖြစ်ပေါ့နော်ဒီအစိုးရကောပေါ့နော်ဒီပတ်ဝန်းကျင်ကလူတွေအကုန်လုံးယူဆရတယ်ပေါ့နော်အဲ့ဒါ economic right လို့ခေါ်တယ်the government also protects from the discrimination ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင် discrimination လို့ခေါ်တဲ့ခွဲခြားဆက်ဆံခံရခြင်းပေါ့နော်ခွဲဆက်ဆံခံရခြင်းလည်းသူကတားဆီးပေးထားတယ်ပေါ့နော်အဲ့လိုမျိုးဘယ်ကနေလဲဆိုရင် enforcing law ပေါ့နော်သူကဥပဒေချမှတ်ပြီးတော့ခွဲခြားဆက်ဆံခံရခြင်းတားဆီးထားတယ်ဘာရလဲဆိုရင် ensure equal treatment for people ပေါ့နော်သူကဒီဥပဒေကဘယ်လိုချမှတ်ထားလဲဆိုရင်လူတိုင်းကို equal treatment ပေါ့နော်ဒီတူညီစွာဆက်ဆံဖို့ပေါ့နော်ပြောထားတယ်ဘာလဲဆို regardless of race လူမျိုးမတူတဲ့လူတွေ religion ဘာသာမတူတဲ့လူတွေ age အသက်မတူတဲ့လူတွေ gender ကြားမတူတဲ့လူတွေပေါ့နော်အဲ့ဒါအသက်တို့လူမျိုးတို့အားလည်းဒီကိုယ်ွယ်တဲ့ဘာသာပြီးတဲ့ခါကျတော့ဒီကြားမပေါ့နော်အဲ့ဒီပေါ်အခြေခံပြီးတော့ဘာလို့ပြောလဲခွဲခြားဆက်ဆံခြင်းမခံရအောင်လဲသူကပြောထားတယ်ပေါ့နော်အဲ့ဒါကို discrimination လို့ခေါ်တယ်ပေါ့နော်အဲ့ဆိုဆရာတို့အနေနဲ့ basic right အပြင်ဘာနဲ့ဘာထပ်ရှိသေးလဲဆိုလို့ရှိရင် economic right နဲ့ discrimination ပေါ့နော် anti discrimination protect from discrimination ပေါ့နော်ခွဲခြားဆက်ဆံခံရခြင်းနဲ့တားဆီးတာဆိုပြီးတော့ဆရာတို့အနေနဲ့အခွင့်အရေးထပ်ပြီးတော့ရှိသေးတယ်လို့ဆရာတို့မြင်မယ်ပေါ့နော် okay အဲ့ဆိုတော့နိုင်ငံသားတယောက်မှာဘယ်လိုအခွင့်အရေးတွေရှိလဲဆိုရင်နံပါတ်1 basic right ရှိတယ်နံပါတ်2 economic right ရှိတယ်နံပါတ်3ကကျ protection from discrimination ပေါ့နော်ခွဲခြားဆက်ဆံခံရခြင်းနဲ့တားဆီးခြင်းဆိုပြီးတော့ဆရာတို့အခွင့်အရေးတွေရှိမယ်ပေါ့နော် okay ဒါဆိုတော့ဒီတစ်ပိုက်ကိုနားလည်မလား နားလည်ပါဆရာ okay ဟုတ်ပြီအဲ့ဆိုတော့ဆက်သွားလိုက်မယ်နော် American citizens have responsibility to their country and community as well ပေါ့နော် American နိုင်ငံသားတွေအနေနဲ့ပေါ့နော်စောနာလိုမျိုးအခွင့်အရေးတွေရှိတယ်ပေါ့နော်ဒါပေမဲ့ဘာရောထပ်ရှိရလဲဆိုတာဝန်တွေရောထပ်ရှိတယ်ဆိုတော့သိရမှာပေါ့နော်အဲ့မှာဆိုရင် civil responsibility အဲ့မှာဆိုရင်လူထုရဲ့တာဝန်ယူမှုများပေါ့နော်civil responsibility ဟာဆိုလို့ရှိရင် are key to making a democratic system of government ပေါ့နော် democracy အစိုးရတစ်ခုကောင်းကောင်းအလုပ်လုပ်ဖို့အတွက်ဆိုရင်လူတိုင်းက responsibility လို့ခေါ်တဲ့တာဝန်တည်တတ်မှုရှိရမယ်အဲ့ဒါမှသာလေ democracy စနစ်ကအဆင်ပြေချောမွေ့စွာ run နိုင်မှာဖြစ်တယ်ပေါ့နော်အဆင်ပြေချောမွေ့စွာအလုပ်လုပ်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့ဆိုတော့အဆင်ပြေ democracy စနစ်တစ်ခုအဆင်ပြေချောမွေ့စွာအလုပ်လုပ်နိုင်ဖို့အတွက်လူတိုင်းမှာတာဝန်သိစိတ်ရှိရမယ်တာဝန်ယူတတ်စိတ်ရှိရမယ် Civil responsibility of the citizen in the United States include paying tax အဲ့ဒီမှာ responsibility ထဲမှာဘာတွေပါလဲဆိုရင်ဒီမှာပေါ့နော်တစ်ချက်ချင်းပါတယ်ပေါ့နော် paying tax အခွန်ဆောင်တာပါတယ်ပေါ့နော်အခွန်ဆောင်တယ်ပြီးတော့ registering for military service ပြီးတော့ဒီစစ်တပ်အတွက်အမှုထမ်းတာပေါ့နော်စစ်မှုထမ်းခြင်းလည်းပါတယ်ပြီးတဲ့ခါကျတော့performing by jury service ပေါ့နော်ပြီးဘာလဲဆိုလို့ရှိရင် jury လူကြီးအမှုထမ်းတာတွေပေါ့နော် jury လူကြီးကဆုံးဖြတ်ချက်ကိုနာခံရတာပြီးတော့ jury လူကြီးဖြစ်အမှုထမ်းရတာပေါ့နော်အဲ့ဒီပါတယ်ပြီးတော့ obeying federal and state local federal state and local law ပေါ့နော်ဒီ federal အစိုးရပြည်နယ်အစိုးရပေါ့နော် federal အစိုးရပြည်နယ်အစိုးရနဲ့ဒီဗဟိုအစိုးရရဲ့ဥပဒေတွေကိုနာခံတာပေါ့နော်အဲ့ဒါတွေပါတယ်ပေါ့နော်ဒါကကြတော့ဒီ civil responsibility ဖြစ်တယ်ပေါ့နော် okay အဲ့ဆိုဒီမှာ civil responsibility ဆရာတို့ဘယ်နှခုရှိလဲဆိုရင်၄ခုရှိတယ်ပေါ့နော်အခွန်ဆောင်တာစစ်တပ်အတွက်အမှုထမ်းတာပြီးတော့ jury လူကြီးဖြစ်အမှုထမ်းတာပြီးတော့ဒီဘာလဲဒီ federal အစိုးရပြည်နယ်အစိုးရနဲ့ဗဟိုဥပဒေတွေပေါ့နော်သူကဒါဥပဒေလိုက်နာရတာပေါ့ကွာဥပမာအမိုင်းမပြည့်ရဆိုအမိုင်းမပြည့်ရအောင်ပေါ့နော်
ဒီအဲ့လိုမျိုးဟာပေါ့နော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် civil responsibility လို့ခေါ်တယ်ပေါ့နော် okay ဒါဆိုတော့ civil responsibility တွေကိုလည်းနားလည်မယ်နော်အဲ့ဒါဆိုရင် okay အဲ့ဆိုတော့ paying tax ပေါ့နော်ဘာကြောင့်အခွန်ဆောင်ရတယ်လဲဆိုရင် provide the government with funds needed to provide public goods and service such as school law enforcement road and funds ပေါ့နော်ဘာကြောင့်အခွန်ဆောင်ရတယ်လဲဆိုရင်အဲ့ဒီအခွန်ကနေရတဲ့ပတ်စံတွေပဲလူတွေဘာလို့ရလဲဆိုတော့လူထုရဲ့ကောင်းကျိုးတွေဆောင်ရွက်ရတယ်ဥပမာဆိုလို့ရှိရင်ကျောင်းနေပေါ့နော်ကျောင်းနေမှာဆိုလို့ရှိရင်ဒီကျောင်းနေရွယ်ကလေးတွေထောက်ပံ့ကြေးတွေကဒီအခွန်ကနေပဲလာတယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့ဒီလမ်းတရားတွေဖောက်တာတရားတွေလမ်းတွေဖောက်တာတရားတွေဆောက်တာဆိုရင်လည်းဒီကနေပဲလာတယ်ပြီးတော့ပန်းချံတွေပေါ့နော်အများပြည်သူရဲ့ပန်းချံနေထိမ့်သိမ်းတာကလည်းဒီကနေပဲလာတယ်ပေါ့နော်ပြီးတော့ law enforcement လို့ခေါ်တဲ့ဒီဘယ်လိုပြောရမလဲဥပဒေပေါ့နော်ဒီဥပဒေကိုလူတွေလိုက်နာအောင်ပြင်ရဆုံးဖြတ်ရတာပေါ့နော်အဲ့ဒါကလည်းဘယ်ကနေပဲလာလဲဆိုရင်ဒီကနေပဲလာတယ်ပေါ့နော်โอเคအဲ့ဆိုတော့ဒီအခွန်ဥပဒေကိုလူလိုက်အောင်ဥပဒေကိုလူတွေလိုက်နာအောင်မလုပ်ရလဲဆိုရင်ဒီရဲတပ်ဖွဲ့တွေဘာလို့ထားရလဲဟုတ်တယ်မလားနော်အဲ့ဒါရဲတပ်ဖွဲ့တွေဘာတွေကိုလဲဘယ်သူကလာစားပေးလဲဆိုရင်ဒီအခွန်ကနေပဲလာစားပေးတာပေါ့နော်အဲ့လိုမျိုးပြည်သူဝန်ထမ်းဆိုအဲ့ဒါနဲ့လာတာပေါ့နော်โอเคအဲ့ဆိုတော့အခွန်ဆောင်တာကဒီကနေလာတာပေါ့နော်ဒုတိယတစ်ခွက်ကျပါလဲဆိုလို့ရှိရင် serving on juries enable those accused of crime to have a trial before a jury of their peer ပေါ့နော်အဲ့မှာ jury လူကြီးဖြစ်အမှုထမ်းတဲ့လူတွေရှိတာဖြစ်တဲ့အတွက်ဒီ jury လူကြီးရဲ့အမိန့်နာခံမှာဖြစ်တဲ့ပေါ့နော်ဒီ base of right ကပြောထားတယ်ပေါ့နော် jury လူကြီးရဲ့ဆုံးဖြတ်ရမယ်လို့ jury လူကြီးရဲ့အမိန့်နာခံရမယ်လို့ဒီရဲ့ဟာကပြည့်စုံသွားတယ်ပေါ့နော် as granted by the base of right ပေါ့နော်ပြီးတော့ registering for military service have to protect the country စစ်တပ်အတွက်အမှုထမ်းတာဆိုရင်လည်းနိုင်ငံကိုကာကွယ်ဖို့အတွက်ဒါဒီကူညီပေးတယ်ပေါ့နော်။ဒါကတော့ဗာလဲဆိုရင်ဒီအချက်တွေကတစ်ချက်စီကဘာကြောင့်အရေးကြီးလဲဆိုတာကိုပြောတာပေါ့နော်။ Okay ။ဒါဆိုတော့ဒါလည်းရမယ်နော် Okay ဟုတ်ပြီ။အဲ့တော့နောက်တစ်ခုပေါ့နော် civil responsibility also include voting နဲ့ဒီလူထုရဲ့ responsibility ပေါ့နော်ဒီလုပ်ငန်းတာဝန်တွေမှာပေါ့နော် also include voting လို့ခေါ်တဲ့မဲပေးခြင်းလည်းပါတယ်တဲ့ because United States is a democracy ဘာကြောင့်မလဲဆိုရင်အမေရိကန်နိုင်ငံကတဲ့ democracy နိုင်ငံဖြစ်တယ်တဲ့ it is important for people to voice their opinions by voting လူထုဟာဆိုလို့ရှိရင် democracy နိုင်ငံဖြစ်တဲ့လူထုအနေနဲ့သူတို့ရဲ့ opinion ပေါ့နော်သူတို့ရဲ့ထင်မြင်ယူဆချက်တွေကိုမဲပေးခြင်းအပြင်ပြောဆိုနိုင်ဖို့အတွက်အရေးကြီးတယ်ပေါ့နော်ပြောချင်တာက democracy စနစ်မှာလူထုရဲ့အတန်ပေါ့နော်လူထုရဲ့ဆန္ဒကအရေးကြီးဆုံးပဲအဲ့အတွက်မဲပေးပြီးတော့လူထုကဘလို့ဆန္ဒရှိပါတယ်ဘလို့လှုပ်ဆောင်ချက်တွေကိုနှစ်သက်ပါတယ်ဆိုတာပြောဖို့ရအရေးကြီးတယ်ပေါ့နော်အဲကြောင့် civil responsibility မှာနောက် voting လို့ခေါ်တဲ့မဲပေးခြင်းကပါဝင်တာဖြစ်တယ်ပေါ့နော် citizens who have reached the age of 80 can register to vote ပေါ့နော်18နှစ်ပြည့်လိုက်ဟာဆိုလို့ရှိရင်မဲပေးလို့ရပြီ and thus has select government official and influence the government policy အဲ့ဒါကြောင့်မလို့18နှစ်ပြည့်လိုက်ဟာဆိုလို့ရှိရင်အစိုးရအဖွဲ့ဝင်တွေကိုရွေးလို့ရပြီအဲ့ဒါကြောင့်မလို့အဲ့လိုရွေးချယ်ရင်းနဲ့မှဆိုရင်အစိုးရဟာဆိုလို့ရှိရင်ဘယ်လို policy ကိုအစိုးရကဘယ်လို policy ကိုလုပ်ကိုင်တာကိုကြိုက်နေတက်တယ်လဲဆိုတာကိုလည်းဒါဒီဘယ်လိုပြောရမလဲသူတို့အနေနဲ့ပြောဆိုခွင့်ရှိသွားပြီပေါ့နော်18နှစ်ပြည့်ပြီဖြစ်တဲ့အတွက်ပေါ့နော်ဒါတော့ဗာလဲဆိုရင်တော့ဒီ civil responsibility မှာ voting က democracy နိုင်ငံတည်းဖြစ်တဲ့အတွက်အရေးကြီးတယ်ဆိုတဲ့အကြောင်းပြောတာဖြစ်တယ်ပေါ့နော်အဲ့ဆို voting ကပေါ့နော်ဆရာတို့အနေနဲ့ဒီ law enforcement လို့ခေါ်တဲ့ဥပဒေလိုက်နာဖို့ကဒီအခြေခံဥပဒေမှာတော့အရေးကြီးဆုံးပဲပေါ့နော်အဲ့ဆိုတော့ဒီ law enforcement နဲ့ပတ်သက်ပြီးတော့သူက amendment ကဘယ်နှခုတောင်ရှိခဲ့လဲဆိုရင်ဒီမှာ4 5 6 7 8ဆိုပြီးတော့ဆရာတို့က1 2 3 4 5 5ခုရှိတယ်ပေါ့နော်4 5 6 7 8ဟုတ်တယ်နော်5ခုနော်5ခုရှိတာပေါ့နော်အဲ့ဒီမှာသူကတော့အများဆုံးပေါ့နော် law enforcement နဲ့ပတ်သက်ပြီးတော့သူကတော့အများဆုံးဒုတိယအများဆုံးကဘာလဲဆိုရင်ဒီ voting ဖြစ်တယ်မဲပေးခြင်းဖြစ်တယ်ပေါ့နော်မဲပေးခြင်းကဒုတိယအများဆုံးဖြစ်တယ်ဘာကြောင့်မို့လဲဆိုတော့ဒီအခြေခံဥပဒေမှာသူကအခြေခံဥပဒေကဒီ article နဲ့ဟောဆိုပြီးထပ်ရှိတာပေါ့နော်ဆရာပို့လုံးပို့ရတယ်ပေါ့နော်သူက article ရှိတယ် article ဘယ်နှခုရှိလဲဆိုလို့ရှိရင် article 9ခုရှိတယ်ပေါ့နော် article 9ခုရှိတယ်ပြီးတော့ amendment က28ခုရှိတယ်ပေါ့နော်အဲ့ဒါ article 9ခုနဲ့ amendment 28ခုမှာဆရာတို့ဒီvoting နဲ့ပတ်သက်ပြီးတော့သူပြင်ဆင်ချက်ကဘယ်နှခုတောင်ရေးထားလဲဆိုတော့4ခုတောင်ရေးထားတယ်အဲ့တော့ကြည့်ချင်ရမယ်ဆရာတို့အနေနဲ့ဘယ်လောက်ထိ voting ကိုအရေးပေးလဲဆိုတော့တွေ့နိုင်တယ်ပေါ့နော်ဒီဘယ်လိုပြောလဲ base right ထဲမှာတော့ law enforcement နဲ့ပတ်သက်ပြီးတော့5ချက်ပေါ့နော်သူထင်များတော့ law enforcement ပဲရှိရတယ်ပေါ့နော်ဥပဒေလူတိုင်းဥပဒေလိုက်နိုင်ရမယ်ဆိုတော့တစ်ချက်ပဲကြံတော့တာပေါ့နော်ဒီကြံတဲ့ဒုတိယအဆင့်က voting ဆိုတော့ voting ကဘယ်လောက်အရေးကြီးလဲဆိုတော့သိနိုင်တယ်ပေါ့နော်အဲ့တော့ voting ကဘာတွေပြောထားသလဲဆိုရင်နံပါတ်1ပေါ့နော်သူက80 year or older ပေါ့နော်သူက18နှစ်သို့မဟုတ်18နှစ်ထက်ကြီးရမှာပေါ့နော်အဲ့ဒါအနည်းဆုံး18နှစ်ဖြစ်ရမယ်ဒါကသူ့ရဲ့ပထမစီကံသတ်မှတ်ချက်ပေါ့နော်
ဒုတိယစီကံတတ်မှတ်ချက်ကပါလဲဆိုရင် maybe man or woman ယောက်ျားလေးလည်းဖြစ်ချင်းဖြစ်လို့ရတယ်မိန်းကလေးလည်းဖြစ်ချင်းဖြစ်လို့ရတယ်ဟုတ်ပြီနော်ကြားမှမရွေးမဲပေးလို့ရတယ်ပေါ့နော်ဒါကဒုတိယဆုံးဖြတ်ချက်ပေါ့နော်တတိယဆုံးဖြတ်ချက်ကတော့ any race ဘယ်လူမျိုးမဆိုဘယ်လိုပြောမလဲမဲပေးလို့ရတယ်ပေါ့နော် any race ပြောချင်တာကလူမဲလည်းမဲပေးလို့ရတယ်လူဖြူလည်းမဲပေးလို့ရတယ်ပေါ့နော်အဲ့လိုပြောချင်တာပေါ့နော်ပြီးတော့ဗာလဲဆိုရင် not required to pay special tax ပြီးတော့အခွန်ဆောင်စရာမလိုဘူးပေါ့နော်ဒါကကျတော့သူ့ရဲ့နောက်ဆုံးတစ်ချက်ပေါ့နော်အဲ့ဆိုဆရာတို့အနေနဲ့မဲပေးခြင်းကိုသူက၄ချက်တောင်ပေးထားတယ်နံပါတ်1က16နှစ်ပြည့်တဲ့ဒရိုင်မဲပေးလို့ရတယ်နံပါတ်2ကယောက်ျားလေးမိန်းကလေးဘယ်သူမှဆိုမဲပေးလို့ရတယ်နံပါတ်3ကကျတော့ race ပေါ့နော်ဒီဘယ်လူမျိုးမဆိုမဲပေးလို့ရတယ်နံပါတ်နောက်ဆုံးတစ်ချက်ကတော့အခွန်ဆောင်စရာမလိုဘူးဆိုတဲ့တစ်ချက်ပေါ့နော်အဲ့ဒါကဒီ for amendment ဒီ၄ချက်တောင်မှဒီမဲပေးခြင်းနဲ့ပတ်သက်ပြီးပြောထားတယ်ပေါ့နော်ဆရာတို့ဒီ27 amendment ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း30 amendment မှာဆရာတို့အနေနဲ့ဒီsorry 50 amendment မှာပေါ့နော်50 amendment မှာဆိုလို့ရှိရင်သူကလူမဲလူဖြူပေါ့နော်လူမျိုးမျိုးမဲပေးလို့ရတယ်ဆိုတာပါလာပြီ19 amendment မှာဆိုရင်တော့ပါလာပြီလဲဆိုလို့ရှိရင်ဒီအကြလေးရောမင်းကလေးရောမဲပေးလို့ရပြီဆိုတာပါလာပြီပေါ့နော်ပြီးတဲ့ခါကျတော့မဲပေးတဲ့အတွက်အခွန်ဆောင်စရာမလိုဘူးဆိုပြီးတော့24ခုမြောက်အမဲမှာပြောထားသလို26ခုမြောက်အမဲမှာကျတော့သူက16နှစ်ပြည့်လို့လည်းမဲပေးရမယ်ဆိုတော့ပြောထားတယ်ပေါ့နော်အဲ့တော့ဒီ amendment 4ခုဟာဒီပထမပေါ့နော်ဆရာတို့ bill of rights ထဲမှာပါတယ်4 5 6 8ပြီးလို့ရှိရင်သူကဒုတိယအများဆုံးပါတဲ့အရာဖြစ်တယ်ပေါ့နော်โอเคအဲ့ဆိုတော့မဲပေးခြင်းဆိုလို့ရှိရင်အမေရိကန်အတွက်ဘယ်လောက်အရေးကြီးလဲဆိုဆရာတို့ကတွေ့နိုင်တယ်ပေါ့နော်โอเคဒါဆိုရင်တော့ဒီဟာလဲနားလည်မလားနားလည်ပါပြီရမယ်နော်โอเคအဲ့ဆိုတော့ဒီ citizen right and civil responsibility နဲ့ပတ်သက်ပြီးတော့မေးချင်တာရှိသေးလားပြီးတော့ပါရှိတော့ဘူးเนาะโอเคဟုတ်ပြီအဲ့ဆိုဆရာတို့ကဒီဟာကိုဘာလုပ်ခဲ့မလဲဆိုရင်ဒီရဲ့ဟာကိုဆရာတို့ exercise အနေနဲ့ဖြည့်ခဲ့ပေးမယ်ဟုတ်ပြီเนาะဒီ1 2 3ကို exercise အနေနဲ့ဖြည့်ခဲ့ပေးမယ်ပေါ့เนาะဟုတ်ပြီအဲ့ဆိုဒီနေ့တော့ဒီလောက်နဲ့နားလိုက်မယ်เนาะဟုတ်ပြီလား political party ကတော့နောက်တစ်ချိန်မှာဆက်သွားကြတာပေါ့เนาะဟုတ်ကဲ့ပါဆရာကဲဆိုဆရာတို့ဒီခုပါအခုပါရှိလဲဆိုရင်အိမ်စာရှိတယ်ပေါ့เนาะအိမ်စာရှိတယ်အိမ်စာဆရာ Telegram မှာပေးထားတဲ့အိမ်စာပေးထားတဲ့ Telegram link လေးကိုဖြည့်ပေးမယ်เนาะဟုတ်ပြီเนาะဟုတ်ကဲ့ပါဟုတ်ပြီเนาะဟုတ်ကဲ့ပါဆရာဒီ social ဟိုကဒီမှာเนาะဒီဟာလေးကိုဆရာတို့အနေနဲ့ဖြည့်ခဲ့ပေးမယ်ရမယ်เนาะအော်ဒီမှာရပါဆရာဟုတ်ပြီကဲဆိုတော့ဆရာ explanation နားလိုက်မယ်เนาะ